ဧပြီလ22ရက်ရှင်တွေကတော့နင်တို့မြင်တဲ့အတိုင်းပဲပတယ်လီဖုန်း၏အတန်ကမာမာထန်ထန်သူ့ပတ်ချာလဲတွင်ရှိနေသောတပ်မှုများတိတ်ဆိတ်နေကြ၏မရယာမွန်ဘိုးဘေကျော်နဲ့လူနှထောင်ကျော်ကလည်းမကြခင်အင်းဝကိုရောက်တော့မယ်ငါတို့စီခိုဝင်ဖို့ဆိုပေမဲ့ဒီလိုအင်အားနဲ့အင်းဝမျိုးစောက်တက်အင်အားကစိတ်ချထားလို့မဖြစ်ဘူးဒီတော့ငါနဲ့ငါတက်တွေကအင်းဝကိုပြန်မဖြစ်ရှိမယ်မင်းတို့ကြီးပဲဆိုမုတ်ဆိုးဖို့ကိုဒီရက်ပိုင်းတွင်အပြီးသိမ့်နိုင်ပါမလားငါကိုသာဘသူတာဝန်ယူရဲလဲကျွန်တော်မျိုးတာဝန်ယူပါတယ်ဘုံမင်းတန်လျင်ဝန်ပညာပယံဤအတန်ပယံမောင်မဲမှာစီမံရှိသလားရှိပါတယ်ကျွန်တော်မျိုးကိုလက်ရွေးစင်လူ1500ရွေးခွင့်ပေးပါအင်းဝကတစ္ဆာကံဗမာရှမ်းမွန်ပူပေါင်းတက်တွေဟာအရှိအလဲပိုင်းကိုတက်အလုံးနဲ့အယောင်ပြဝင်တိုက်နေချိန်မှာတောင်ဘက်ချမ်းကိုကျွန်တော်မျိုးလက်ရွေးစင်လူ900ကဝင်တိုက်ပါမယ်အဲ့ဒီအခါမုတ်ဆိုးဘိုရဲ့အရှိဘက်ကလွဲလို့ကျန်တဲ့ဘက်ကကင်းတွေဟာတောင်ဘက်ကိုပူပေါင်းလာရမှာပါပဲအနောက်ဘက်ကအင်အားနည်းနေချိန်မှာကျွန်တော်မျိုးလူတစ်ထောင်ကမိလဲတွေဆင်ပြီးတော့တိတ်တိတ်ရှင်းကဝင်တိုက်ပါမယ်ဒီစစ်ပရိရဲ့နဲ့ဆိုမုတ်ဆိုးဘိုတက်များခံနိုင်ပြီမဟုတ်ပါဗညာပြန်ဤစကားကိုတယ်လီဖုန်းကအတန်ကြာစဉ်းစားနေသည်ဘိုမင်းတို့ရောဘလို့သဘောရလဲတယ်လီဖုန်းကဘေးတွင်ထိုင်နေသည့်တမိန်စိတ်ပြဲနှင့်အဲနရဲကိုမေးလိုက်၏ဗိုလ်ချုပ်တယ်လီဖုန်းမဲဆုံးဖြတ်ပါကျုပ်တို့ကတော့ခမည်းအဆုံးဖြတ်ပါပဲဟုတ်ပြီလေပယံမင်းအစီမံတိုင်းမဲ့လုပ်ပါဒီမှာအကိုစိတ်ပြဲတို့လည်းရှိနေမှာပဲငါနဲ့အကန်ကောင်းကတော့တက်အင်အား9000နဲ့မနှက်ဖြန်အင်းဝကိုပြန်မယ်အရှိဘက်စီမှာအမြောက်လှဲတွန်းတာများတကြွကြွကြားနေရသည်ဧပြီလ25ရက်နေ့ည2 နာရီမုတ်ဆိုးဘိုအရှိတကားစီတို့စိန်ပြောင်းမြတဘူးတနက်များပြက်ခတ်လျက်ဟန်တာဝရီတပ်များထိုးဖောက်ကြပြန်သည်အရှိတကားကိုခုခံနေကြချိန်တွင်တောင်ဘက်မှရုတ်တရက်ဝင်စီးနှင်းခံရသည်တောင်ဘက်တကားကိုဝင်တိုက်နေကြပါပြီလူရင်အားလိုနေပါတယ်ကျွန်တော်မျိုးတနက်တက်တွေခွဲထုတ်ပြီးလွတ်ပေးရမလားကောင်စရနေအနောက်တကားမှာပဲတွားပြန်နေငကောင်းဘိုးတွန်းလာကျုံနေလိုက်ခဲ့ငတုံကဘေးနားတွင်ချထားသောကာကိုကောက်ကင်ကဒလွတ်ဖြင့်ထလိုက်သည်အောင်စရကအိမ်သားကိုလက်မကင်လျက်ထန်းလုံးခန္ဓာ၏တောင်ဘက်စီယိုစီသို့ချောက်သွား၏တောင်ဘက်တွင်မိတိုက်ထားသောကောက်ရိုးလှဲများနှင့်ဟန်တာဝရီတပ်သားများကအော်ဟစ်နေကြသည်ဘိုးတွန်းသူတို့အိမ်အားဘလောက်ရှိမှမှန်းလဲငတုံကမီးတော်များကြားမျက်မှောင်ကျုပ်ခါကြည့်လိုက်သည်1000မကျော်ပါဘူး900ဝန်းကျင်ပဲကိုစည်းစိန်နဲ့သားတော်တွေရောငါသားနဲ့တူအရှိမျက်နှာခံတတ်မှာပါဟေးဒီတောင်ဘက်ကမြင်းရီတက်မှုလားဟိဝက်လက်နဲ့စင်နှင်းရွာကောင်းစင်နှင်းဘုံဘွက်ခံငကြော်ဆန်ကရွှေတန်တလုံးလုံးဖြင့်ရောက်ရှိလာသည်ငကြော်ဆန်ပဲမင်းလူတွေတဲ့မြင်းကောင်းကောင်းစီးတတ်သူထိုးရဲခို့ရဲသူတရားရွေးကွယ်ပြီးရင်တောင်ဘက်တကားကိုဖွင့်ပြီးမြို့ရိုးမှာခုတ်ကတ်နေတဲ့အုပ်စုကိုပတ်တိုက်ဟုတ်ပြီလားမှန်ပါလာဘိုတွန်းနောက်ဘက်တကားကိုသွားမယ်အနောက်ဘက်တကားသို့သူတို့ရောက်လာကြသည်အရှိဘက်နှင့်တောင်ဘက်တွင်တိုက်ပွဲသံများဆူညံနေတော်လဲအနောက်ဘက်ကအမှောင်တုထဲတွင်တိတ်ဆိတ်နေ၏ငါကောင်းရှင်နေဘက်နဲ့လေဒီလောက်ငြိမ်သက်နေတာကိုမတင်ငါဘူးတစ်ချက်လေတိုးသံတွေကြားနေရတယ်လို့ရှစ်ကင်းကပြောတယ်ကောင်စရအောင်တရားကထန်းလုံးခန္ဓာပေါ်တွင်ဒူးထောက်ထိုင်လိုက်ပြီးရှင်နေကိုအကဲခတ်လိုက်သည်အမောင်ထဲမှာတခုခုရှိနေတာသိကြတယ်ငါကောင်းမင်းတနတ်သမားတွေတဲ့မွန်စကားတက်တဲ့လူရှိလားမရယာမွန်ငတိုင်းဆက်ရှိပါတယ်ခေါ်ကြီးကွယ်တောင်မထန်းလုံးတက်ကပေါက်ထွက်သွားခဲ့သည်မုတ်ဆိုးဘိုတပ်သားများတိုက်ခိုက်နေသည့်ကြားမှာပင်ဟန်တာဝရီတပ်သား90ခန့်သည်ထန်းလုံးတက်ပေါ်သို့ရောက်လာ၏အောက်ဖက်မှဟန်တာဝရီသားတို့သည်လည်းအာကျိုးမန်တက်ဖြင့်ခန္ဓာပေါ်တက်ရန်ပြင်ကြသည်ထိုချိန်တွင်မထင်မှတ်ဖဲတောင်ဘက်တကားပွင့်သွားပြီးစင်နှင်းဘိုဥဆောင်သည့်မြင်းစည်း100ကထွက်လာကထန်းလုံးတက်ပေါ်တက်ရန်စုယုံနေကြသောဟန်တာဝရီစစ်သည်တို့ကိုဝင်ရောက်ထိုးခုတ်ကြသည်ရုတ်တရက်ဖြစ်ပေါ်လာသောအခြေအနေကြောင့်ဟန်တာဝရီတပ်များမှာဖျို့ဖျဲဖြစ်ကုန်ကြ၏မြို့ရိုးပေါ်ရောက်နေသောဟန်တာဝရီစစ်သည်များမှာလည်းအောက်တွင်ဖြစ်ပေါ်နေသောအခြေအနေကြောင့်အလန့်တကြားဖြင့်ပြန်ဆင်းရနိုးဆက်တက်ရနိုးဖြစ်ကုန်ကြသည်ဟန်တာဝရီတပ်သား20ခန့်မှာမိနစ်ပိုင်းအတွင်းကြဆုံးကုန်၏တောင်ဘက်ရှမ်းရှိကြံဟန်တာဝရီတပ်သားများမှာအလဲလဲအကွဲကွဲဆုတ်ခွာကုန်သည်တောင်ဘက်မှအခြေအနေများကြောင့်အနောက်ဘက်မျက်နှာ၏အမှောင်ထဲတွင်တိတ်ဆိတ်စွာစောင့်ဆိုင်းနေသောတန်လျင်ဝန်တမိန်ပရန်၏တပ်များမှာအနှဲငယ်လှုပ်ရှားလာ၏ဟေးဘာလို့လဲအမှောင်ထဲမှမွန်ဘာသာဖြင့်ခတ်အုပ်မေးလိုက်တာငါဘာကွဘိုက်နာလာလို့ဟိုဘနာရှိယူပြီးပြန်လာတာအမောင်ထဲကလူကမွန်ဘာသာဖြင့်ပင်ပြန်ဖြေပေးလိုက်သည်အရေးတဲ့ကွယ်ဟိုမှာတပ်မှုကခဏနေစကြဖို့စင်လိုက်ပြောခိုင်းနေပြီတင့်ပြန်ထားခိတ္တမြအရှင်တွေကငြိမ်သက်သွားသည်ထို့နောက်အမောင်ထဲမှမိခတ်တစ်သားကြောင့်လှဲ့တံတူတူထွက်ပေါ်လာ၏ဟေးမိဘသူမွေးဖို့လုပ်နေကြလဲတပ်မှုကပြောထားစကားပင်မဆုံးလိုက်ကောက်ရိုးတင်လှဲကြီးတစည်းထံမှမိတော့များအုံကနေထလာသည်
ငတိုင်းဆက်ကအသင့်ပါလာသောမီးတို့ဖြင့်မီးကူးလိုက်ပြီးလှဲများထံသို့ပြေးလွှားကမီးကိုလိုက်ရှို့တော့သည်ဟာတချို့ဟေ့တချို့အချို့ကအယောင်ယောင်မှားမှားဖြင့်လှဲများကိုမငိမ့်တက်ရန်ကြိုးစားကြသည်ငတိုင်းဆက်ကအလင်မြန်ဆုံးနှုံးဖြင့်မုတ်ဆိုးဖို့ခံတတ်စီသို့ပြေး၏ငတိုင်းဆက်နောက်မှဟန်တာဝရီစစ်သည်တချို့လိုက်လာ၏မီးလောင်နေသောလှဲများ၏အလင်းရောင်အောက်တွင်အခွင့်ကောင်းစောင့်နေသောဟန်တာဝရီတပ်သားတို့မှမုတ်ဆိုးဖို့ခံတတ်ပေါ်မှတနတ်သမားတို့၏ပြစ်ခတ်မှုကြောင့်လဲကျကုန်၏အောင်စရာကလက်ဖြောင့်တက်သားသူရင်ဒီဝ၏ဘေးတွင်ဝင်ထိုင်လိုက်သည်ထို့နောက်မီးအလင်းရောင်အောက်တွင်ရွှေကျင်ခတ်ပေါ်ဝခေါင်းပေါင်းထားသူကိုလှမ်းပြလိုက်၏ဖောင်းဆိုသောအတန်နှင့်တူဟန်တာဝရီစစ်သည်များကိုကုတ်ကဲနေသောတန်လျင်ဝန်တမိန်ပရံမှအနောက်သို့လန်ကျသွားသည်တပ်မှုကြပြီဟဲ့တမိန်ပရံကြပြီဖြစ်သည်ဖြင့်အနောက်ဘက်မှတပ်များမှအလှည့်အမြန်ဆုတ်ခွာကြတော့သည်တောင်ဘက်တွင်လည်းတပ်များပြတ်ခါကစင်ကလျာပြေးလွှားကုန်ကြ၏အနောက်ဘက်နှင့်တောင်ဘက်မှတပ်များပြတ်သည်ဖြင့်အရှေ့ဘက်တွင်ဟန်ပြတိုက်နေသောဟန်တာဝရီတပ်များမှလည်းခတ်ဝေးဝေးသို့ပြန်လည်ဆုတ်ခွာသွားကြတော့သည်သို့သောအပိတိုင်ဆုတ်ခွာသွားခြင်းကမဟုတ်မုတ်ဆိုးဘို့သားတို့ရိတ်ခါပြက်စေရန်ရည်ရွယ်လျက်ဟန်တာဝရီတပ်များသည်ခတ်ဝေးဝေးမှဝန်းရံထားတော့၏1952ခုနှစ်မေလ9ရက်မွန်းလွဲချိန်မှနေရောင်ကချစ်ချစ်တောက်ပူနေသည်တန်လက်များထားလျက်ရှိသောကွင်းမြန်တစ်ဖက်မှမုတ်ဆိုးဖို့ထန်းလုံးတက်ကိုဟန်တာဝရီတပ်သားများကဝန်းရံထားမြဲသို့တော်ညာဟန်တာဝရီသားများမှစိတ်ဓာတ်ကြလျက်ရှိပေပြီသူသဖြင့်မုတ်ဆိုးဖို့နှင့်ရှစ်ဆုံးတပ်များဖြင့်ရင်ဆိုင်နေကြရသောဟန်တာဝရီသက်စာကန်ရှမ်းဗမာရွာသားမြို့သားအချို့မှလည်းနေပူကျဲတဲ့တွင်ဆယ်ရက်မြနေကြရပြီဖြစ်သည်ဖြင့်နွမ်းနယ်နေကြ၏မုတ်ဆိုးဖို့ပတ်ချာလေတွင်ရေရင်းရေကန်တီးပင်စားပင်မှန်သမျှကိုဖျက်ဆီးထားကြသည့်အတွက်လွန်ခဲ့သည့်2ရက်ကပင်သူတို့တွင်ပါလာသည့်တောက်ရည်မှာကုန်လွန်ခဲ့ပြီတောက်ရည်ခတ်ရန်သွားသောအဖွဲ့မှာပြန်မလာကြသေးမုတ်ဆိုးဘိုဤခုခံစစ်မှာလည်းသူတို့ထင်မှတ်ထားကြသလိုမဟုတ်မုတ်ဆိုးဘိုသည်အဘယ်သို့သောခွန်အားနှင့်ဒီမြတောင့်တင်းနေရပါသနည်းထိုသိကျင်စိတ်ကလည်းသူတို့ကိုစိုးမိုးထား၏သူတို့သည်မုတ်ဆိုးဘိုကို9ရက်တိုင်တိုင်ဝန်းရံကြတော့လဲဟန်တာဝရီဘက်မှတန်လျင်ဝန်ပညာပယံမှလွဲပြီးကြံသည့်စစ်သူကြီးများမှာနောက်မှသာကုတ်ကဲနေကြသည်ယခုတော့ပညာပယံလည်းကြဆုံးခဲ့ပြီနေကမွန်းလွဲခဲ့ပြီမုတ်ဆိုးဘိုထန်းလုံးခံတတ်စီမှစီတော်ရွမ်းတံများကြားလိုက်ရ၏ဘရင်တက်တော်များတွင်သာ3နှစ်ရှိသောစီတော်ရွမ်းတံမှုအားလုံးကခေါင်းထောင်လာကြသည်မုတ်ဆိုးဘိုထန်းလုံးတက်၏ရှေ့ဘက်တကားပွင့်သွား၏မင်းဝတ်မင်းစားဖြင့်ရွှေထီးမိုးလျက်ထွက်လာသောလူတစ်ယောက်မဟာဓမ္မရဲ့စာဒီပတိပင်ကမုတ်ဆိုးဘိုမှာခိုးနေတာလားဒါဆိုဟန်တာဝရီပါသွားတာဘယ်သူတော့ကိုသိန်းတကယ်မုတ်ဆိုးဘိုရောက်နေပြီထင်တယ်တချိန်ကအင်းဝသစ္စာကံဖြစ်ခဲ့ဘူးပြီးယခုဟန်တာဝရီသစ္စာကိုခံရသောရှမ်းဗမာရွာသူကြီးမြို့သူကြီးများမှာတအံ့တော်ဖြစ်နေကြသည်ဟန်တာဝရီသားတို့မှလည်းမုတ်ဆိုးဘိုရွာအတွင်းမှမင်းခမ်းမင်းသားဖြင့်ထွက်လာသူကိုကြောင်ကြည့်နေကြ၏ရှင်ဘီရင်ဝတ်စုံအပြည့်ဝတ်ထားသောအောင်စရာ၏နဘေးတွင်မောင်လောက်နှင့်မောင်ရကမင်းသားဝတ်စုံအပြည့်ဖြင့်အလောင်းဖျားတဲ့ဟဲ့အနောက်ဘက်မှပါလာသောမုတ်ဆိုးဘိုတက်ကြီးမှာရှေ့သုံးမှဥဆောင်တိုက်မိအောင်စရာ၏ကျုံးဝါတန်ကြောင့်အာတက်တရောဖြင့်အော်ဟစ်လိုက်ကြတော့သည်တပ်များကိုအနောက်ဘက်မှကုတ်ကဲနေသောဟန်တာဝရီတပ်မှုများမှာမုတ်ဆိုးဘို၏စစ်ထွက်လာပုံကိုတအံ့တော်ဖြစ်သွားကြ၏ပပင်ကဗျူဟာခေါ်နေမင်းပုံစစ်ကတ်ရှင်းမှာရန်သူစစ်တပ်နှင့်နိကတ်သည့်အထိစစ်ကောင်းဆောင်ကနေမင်းကဲ့သို့ရှေ့တက်တက်မှထွက်တိုက်သည့်ဗျူဟာမျိုးဖြစ်နေသည်ထိုဗျူဟာမျိုးကိုအင်အားချင်းကွာသည့်စစ်တပ်များတွင်ပင်ခေါင်းဆောင်များကအသုံးပြုလိမ့်မရှိယခုတော့အောင်စရသည်ပပင်ကဗျူဟာဖြင့်စစ်ထွက်လာကြပြီမကြာမီလက်ရဘက်မှငတုံကသပင်ကိုဖားလျားရှလျက်မိန်ညိုအနက်ဖြင့်မြင်းကိုစီးကဒုံဆိုင်ထွက်သွား၏ငကောင်းနှင့်ငတာတို့ကလက်ဝဲဘက်မှထွက်လာကြသည်သူတို့နောက်မှမုတ်ဆိုးဘိုသားများကညာတံပေးကတက်လာကြတော့၏ဟေးတက်ကြတော့အနောက်ဘက်မှဟန်တာဝရီဘိုမှုတို့ကအမိန်ပေးသည်သို့သောဟန်တာဝရီတပ်များ၏ရှေ့ဆုံးမှထားခြင်းခံရသည့်တစ္ဆာကန်ရှမ်းဗမာတပ်များမှာထိမ့်သိမ့်မရဘဲကစင်ကလျာပြေးလွှားကုန်သည်အလောင်းဖျားဆိုသည်မှာဘသူလဲအင်းဝဘရင်သို့မဟုတ်ကိုသိန်းတခင်ကိုတိုင်မုတ်ဆိုးဘိုတပ်များကိုကုတ်ကဲနေပြီလောစသည့်တွေးဟာများကြောင့်ဆက်မတက်ရဲတော့ဘဲနောက်သို့သာပြေးလွှားပြန်ဆုတ်ကြသည်အချို့လည်းလက်နက်များကိုပြစ်ချကာလက်အုပ်ရှိလျက်မုတ်ဆိုးဘိုတပ်ဘက်သို့ခိုဝင်သွားကြသည်ထိုအခြေအနေကြောင့်အနောက်ဘက်မှပါလာသည့်ဟန်တာဝရီတပ်များမှာစိတ်သက်ပြက်ကုန်ကြ၏ခေါင်းဆောင်အောင်တရားကိုတိုင်ရှေ့ဆုံးမှထွက်လာသည်ဖြစ်သည်ဖြင့်မုတ်ဆိုးဘိုတပ်များကအကြောက်လန့်မရှိရှေ့သို့တက်ခါထိုးခုတ်ကြတော့သည်အောင်စရနှင့်သားတော်နှစ်ပါးကလည်းတိုက်ပွဲအတွင်ပါဝင်တိုက်ခိုက်ကြသည်သားတော်လက်မောင်ရကပြင်သစ်လုတ်ပြင်စတိုဖြင့်အတက်ကြွဆုံးဖြစ်နေသည်မကြာမီစီတာမင်းကြီးကမြင်းဖြင့်အနားသို့ရောက်လာ၏အထက်ကိုပြန်ဝင်သိမ့်ပြီးဖိုးအောင်စရကဲလက်မဗျူဟာပြောင်းဖို့အမိန်ပေးပါတော့မတော်တဆဆိုတာပြောမရဘူးကျွန်တော်အားမရသေးဘူးကိုကြီးမင်းတစ်ခုခုဖြစ်ရင်တပ်သားတွေစိတ်သက်ပြတ်ပြားသွားလိမ့်မယ်
တက်သားများစိတ်တက်ကြွနေပါစေမင်းတို့သားဖတွေတံပိုးကဒီနေ့ပွဲမှာမြင့်တက်သွားပြီငါပြောတာနားထောင်ပေးပါကျွန်တော်မျိုးလျှောက်တင်တာကိုလိုက်ပြောတော်မူပါဘယင်မင်းမြတ်တက်တွင်းကသာကိုကဲရတော့မယ့်အချိန်မှာဦးစည်းစိန်ကလက်အုပ်ချီလိုက်သဖြင့်အောင်စရမှာမျက်လုံးပြူသွား၏အောင်စရတကြီးသားဘွားကပင်နန်းတွင်းတွင်စစ်သူကြီးအမတ်ဖြစ်နေသည့်ဦးစည်းစိန်ကသူ့ကိုရှင်ဘယင်ဖြစ်အတိမတ်ပြုလိုက်သည့်သဘောဘလောက်ဆိုရနေပါပြီဖေ။ကြည်ကွယ်အရက်ကပဲကိုကဲတော်မူပါကျန်တာငတုံတို့ငကောင်းတို့စစ်သူကြီးများဆက်လုပ်ကြပါလိမ့်မယ်ဦးစည်းစိန်နှင့်ပါလာသောမြင်းကြီးတက်ငညွန့်ဦးဆောင်သည့်ကာကိုင်အဖွဲ့ကအောင်စရနှင့်သားတော်များကိုဝန်းရံလိုက်ကြသည်ထို့နောက်ထန်းလုံးခန္ဓာအတွင်းသို့ပြောင်းဝင်လာခဲ့ပြီးအတွင်းမှတိုက်ပွဲကိုကုတ်ကဲတော့သည်ငတွန်းငကောင်းငတာတို့ဥဆောင်သောမုတ်ဆိုးဘုတ်သားများကတိုက်ပွဲတွင်အသည်အမဲဆက်လက်တိုက်ခိုက်ကြစေစစ်တလင်းသည်စီးစာ၏နေရောင်အောက်တွင်သွေးညှိနှံ့တည်တင်းတင်းဟန်တာရီတပ်များကအလဲလဲအပြိုပြိုဖြင့်စကိုင်းဘက်သို့ဆုတ်ခွာသွားကြပြီဖြစ်၏အောင်စရနှင့်သားတော်လက်မောင်ရငကောင်းငတွန်းငတာတို့တပ်များကစကိုင်းအထိလိုက်လံတိုက်ခိုက်ရန်ထွက်ခွာသွားကြသည်သားတော်ကြီးမောင်လောက်နှင့်စီတာမင်းကြီးတို့မှမုတ်ဆိုးဘုံမျိုးဆောင်အဖြစ်ကြံရစ်၏ထန်းလုံးခန္ဓာအပြင်ဘက်လွင်ပြင်တွင်ကစစ်လက်နက်များစစ်ဝတ်တစားများအလောင်းကောင်များဒဏ်ရာကြောင့်ကြံရစ်ခဲ့သူများပြန့်ကျဲလျက်မကြမီနေဝင်တော့မီမောင်အိုးဟဲ့ကောင်မောင်အိုးရွှေကြူ၏အတန်ခတ်အုပ်အုပ်ကြောင့်အလောင်းတစ်ခုမှမိန်ညိုကိုဖြုတ်ကျစ်နေသောမောင်အိုးကလှည့်ကြည့်လိုက်သည်မုတ်ဆိုးဘုံခန္ဓာပြင်ပလွင်ပြင်တွင်ကြံရစ်သောလက်နက်စစ်ဝတ်များကိုတိမ့်စီရန်အောင်စရ၏ညီတော်ရွှေကြူနှင့်ရောက်ဖတော်မောင်အိုးတို့ကခေါင်းဆောင်တာဝန်ယူထားကြခြင်းဖြစ်၏ဘာလဲရွှေကြူဒီမှာလာကြည့်လိုက်ဟာလာကြည့်ရွှေကြူလက်ထဲတွင်ပွေထားသောလူတစ်ယောက်ဟန်တာဝရီအရာရှိငယ်များဝစ်လေးရှိသည့်တမရွက်မောက်လူဖြင့်ဘာလဲကွေးကောပခုံးကနှစ်ဆင့်မြင့်တို့မြင့်ရှည်ဝတ်စုံကိုလည်းဝတ်ထားသည်ဘာဖြစ်လို့လဲ तू မသေးသေးဘူးကွာမသေးသေးရင်တုံ့ပန်းဆွင်းသွင်းဖို့လှုပ်လိုက်လေကွာမဟုတ်ဘူးဒီနာတေချာလာကြည့်စမ်းပါဟာရွှေကြူ၏လက်ထဲညှဉ်းညူနေသောသူမှာအသက်20ကျော်ပင်ရှိအောင်မီနှုတ်ဖတ်ဖတ်မျက်နှာတွင်သွေးကြောက်များစိတ်ကပ်နေ၏ရွှေကြူကဒဏ်ရာရထားသူ၏ဘာလဲခွေးခေါ်ပခုံးကာကိုလှန်ပြလိုက်သည်ဟေးအဲ့အောက်နာကြီးကဖောင်းနေတဲ့ဟာနော်ဖောင်းဆိုအဲ့ဒါနိုးဟာနိုးဟေးနိုးဟန်တာရီသားတွေကယောက်ျားနာမည်နိုးအဲ့လောက်ကြီးသလားနဲ့မေကလားဒါယောက်ျားမဟုတ်ဘူးမိန်းမဟာငတုံးရဟာဟုတ်ပါမလားရွှေကြူရမင်းဟာဟုတ်တယ်ငါတေချာစမ်းကြည့်ပြီးပြီဟေးဒါဆိုဟန်တာရီတက်မှာမိန်းမတွေပါဝင်တိုက်နေကြတာလားအေးမင်းကလေးတံမဲ့ဒီစစ်ပွဲထဲပါနေကြတော့ထူးတော့ထူးဆန်းတယ်ပြီးတော့အရာရှိဝတ်စုံနဲ့ကွာစိတ်ဝင်စားဖို့တော့ကောင်းတယ်တခြားသူတွေတော့မသိစေနဲ့သူ့ကိုငါခန္ဓာထဲတိတ်တိတ်လေးခေါ်သွားမယ်ကျန်တဲ့ကောင်တွေကိုမင်းကုတ်ကဲထားလိုက်အေးနေအောင်ချွေကျူဟဲ့ကောင်လေးစောင်းတရယူလာသားလှဲလွတ်တစည်းပါမောင်းလာခဲ့ခဏကြာတွင်ရွှေကျူကလှဲတစည်းကိုမောင်းလျက်မုတ်ဆိုးဖို့ထန်းလုံးတက်တွင်သို့ဝင်ရောက်သွားသည်လှဲပေါ်တွင်ကစောင်းအုပ်ထားသည့်လူတအူးကပက်လက်မုတ်ဆိုးဖို့အရှိတ်ဘက်တကားမှမြင်းဖြူကြီးစီးလာသောအောင်စရရှိတွင်စီတာမင်းကြီးဦးစည်းစိန်ကဝစ်တွားရှစ်ခိုးလိုက်၏အောင်စရကမြင်းပေါ်မှကမန်းကနန်ဆင်းလိုက်သည်ကိုကြီးဘာလို့ပြန်လာလဲကျွန်တော်မျိုးငစည်းစိန်အလောင်းမင်းတရားကြီးရဲ့ကျွန်တော်မျိုးအဖြစ်ပြက်ဝတ်ရှင်းခိုးတာပါဗျာကျွန်တော်တို့じゃအဲ့လောက်မလိုပါဘူးကိုကြီးလိုပါတယ်အရှင်ကျွန်တော်မျိုးဟာအင်းဝရွှေနှန်းရှင်20တိုင်နန်းတွင်းမှာခစားခဲ့ပါတယ်စစ်ပွဲပေါင်းများစွာကိုလည်းလိုက်ခဲ့ဘူးပါတယ်ဒါပေမဲ့စစ်ပွဲမှာကိုလူတွေရှေ့ဆုံးကနေနေမင်းပြူဟာနဲ့ကိုကဲတိုက်ပြတဲ့စစ်သူကြီးများမမြင်ဘူးခဲ့ပါရှင်ပြန်ဆိုတာကတော့တာပြီးဝေးပါသေးတယ်ယမန်နေ့ကဟန်တာဝရီတက်တော့ကိုတိုက်ရမှာအလောင်းဖျားကိုတိုင်ကိုလူများရှေ့မှာဦးစီးတီကိုကြည့်ပြီးဒါငါရှင်ပြန်ဆိုတဲ့အသိစိတ်ဖြစ်လာပြီးယခုလိုရှင်ခိုးခသားဖို့ဆုံးဖြတ်ပြတာပါခွင့်ပြုတော်မူပါဗျာတချိန်ကအင်းဝနန်းတွင်အရာရှိကြီးတူဖြစ်ခဲ့ပြီးအောင်တရားကပင်လေးစားရသည့်စီတာမင်းကြီးဦးစည်းစိန်ကပင်ရှင်ခိုးနေသဖြင့်ငတွန်းငကောင်းငတာတို့အပါဝင်တက်မှုတစုမှာမြင်းပေါ်မှဆင်းကအောင်တရားကိုဒူးတုပ်ရှင်ခိုးလိုက်ကြ၏ဟန်တာဝရီတပ်များကိုအေယာဝတီမြစ်တစ်ဖက်ကရောက်သည့်အထိလိုက်လံတိုက်ထုတ်ရမှပြန်လာသောအောင်တရားနှင့်သူ၏တပ်မှုများရဲ့မျက်နှာတွင်အယောင်များတစ်ဖိတ်ဖိတ်တောက်ပနေကြ၏သူတို့သည်အင်အားကြီးမှလှသောဟန်တာဝရီတပ်များကိုအောင်မြင်စွာတွန်းလှန်နိုင်ခဲ့ကြပြီဖြစ်သည်ကုန်းမောင်ထီးနှန်းဟုအမည်ပေးထားသောမင်းဆက်အသစ်တစ်ခုနိုင်ငံတော်အသစ်တစ်ခုကိုလည်းထူထောင်ရန်အသင့်ပြင်ဆင်နေကြပြီဖြစ်သည်အောင်စရ၏အောင်ပွဲကိုကြိုဆိုနေကြသောမုတ်ဆိုးဖို့မြို့တွင်မှလူအုပ်ကြီး၏အတန်ကလည်းဆူညံနေ၏ဟေးငါတိုက်ဆက်ရွာသူအပြိုများကန်းနေသည့်ရေမှုတ်ကိုတောက်နေသည့်ငါတိုက်ဆက်၏ပခုံးကိုတစုံတစ်ယောက်ကလာပုတ်လိုက်သည်အော်ကိုကြီးငအိုးဘာများလဲဗျဒီမှာမိုးရတဲ့အထဲမောမနေနဲ့ငါနဲ့ခဏလိုက်ခဲ့စမ်းပါဘယ်ဘူးလဲဗျလိုက်ခဲ့စမ်းပါကွာရေးကြည့်လို့ငအိုးကငါတိုက်ဆက်ကိုဆွဲခေါ်သွားသည်
ဟေးရွှေကျူတဲအိမ်တကားဝါတို့ရွှေကျူထွက်လာသည်ဟေးကောင်တိုးကွာဘာလဲဒီမှာငါတိုက်ဆက်ကိုခေါ်လာပြီဟာဟေးကောင်ရဘယ်သူမှမသိပါစေနဲ့ဆိုတာကိုဘာလို့ခေါ်လာရတာလဲမင်းပြောတယ်လေဟိုအမလေးကမွန်လိုပဲပြောနေတယ်နားမလည်ဘူးဆိုသူဘာလဲဆိုတာသိလို့သိညာမွန်စကားတတ်တဲ့သူခေါ်လာမှစကားဖလှယ်လို့ရမှာပေါ့ဟာမရယာမောင်ငါတိုက်ဆက်ကသူတို့နှစ်ဦးကိုနားမလည်တယ်လို့ကြည်နေ၏ရွှေကျူကလက်ထဲမှာဓာတ်ကိုရှုတ်လိုက်သည်ဟေးငါတိုက်ဆက်မင်းငါအကြောင်းသိတယ်နော်ဒီအကြောင်းဘသူ့ကိုမှရှောက်မပြောနဲ့ပြောတာနဲ့မင်းကောင်းငါအရင်ဖြတ်မယ်ဟုတ်ပါပြီဗျာကျုပ်ဘာလို့ပေးရမလဲသာပြောလာအထဲဝင်ခဲ့တဲအိမ်ထဲရှိဂရင်ပေါ်တွင်သပင်ဖားလျားချထားသောအမျိုးသမီးငယ်တစ်ယောက်သွေးစားတို့ဖြင့်ရှောက်ကပ်နေသည့်ဟန်တာဝရီအရာရှိဝတ်စုံအောက်တွင်သူမ၏ကောက်ကြောင်းတို့ကပေါ်လွင်ထင်ရှားလွတ်နေသည်ငါတိုက်ဆက်ကမိန်းကလေးငယ်၏အလှကိုတအံ့တအောကြည့်နေ၏သူ့ကိုတိုက်ပွဲတွေကငါတို့ရခဲ့တာခြေထောက်တစ်ဖက်ကျိုးထားတယ်ငါနဲ့ငါအိုတက်တလောက်မှတ်တလောက်တော့ကြက်စီပြီးတေချာကုပေးထားပါတယ်သူကဗမာစကားမတတ်ဘူးမွန်လိုပဲပြောနေတယ်သူဘသူဆိုတာမင်းတေချာမေးပြီးစမ်းပါငါတိုက်ဆက်ကမိန်းကလေးအနီးသို့သွားကမွန်ဘာသာဖြင့်စကားပြောလိုက်၏မွန်စကားတန်ကြားသဖြင့်မိန်းကလေး၏မျက်လုံးများမှာအယောင်လက်သွားသည်ထို့နောက်မွန်ဘာသာဖြင့်အပြန်အလှန်စကားပြောကြ၏ငါတိုက်ဆက်သူဘသူတဲ့လေသူ့နာမည်ကခင်ထော်မိတဲ့စစ်တောင်းဘက်ကတဲ့ဗျသူကစစ်ထဲဘလို့ပါလာရတာတဲ့လေငါတိုက်ဆက်ကရွှေကျူနဲ့မောင်အိုးအနာတို့တုတ်ကတ်သွားသည်သူ့အဖေနဲ့တူပါလာတာတဲ့သူ့မှာအမေမရှိတော့ဘူးသူ့အဖေကလည်းကျမ်းမာရေးလုံးဝမကောင်းဘူးဒါပေမဲ့တယ်လီဖုန်းကိုကြောက်ရတယ်တဲ့သူ့အဖေကိုပြုစုပေးဖို့ရောစစ်ပွဲတဲ့သူ့အဖေကိုကာကွယ်ဖို့ပါသူကမုတ်ဆိုးဖို့ကိုစစ်ရှိတဲ့နေရာမှာသူ့အဖေဘေးကလိုက်လာပေးတာတဲ့ဟေးဘလို့လဲကွာဟန်တာဝရီသားတွေကမကြမ်းမာတဲ့သူလဲစစ်ထဲထည့်ခိုင်းတာပဲလားမဟုတ်ဘူးဗျသူ့အဖေကဟန်တာဝရီတက်တွေတက်မရှိမဖြစ်လိုအပ်တဲ့သူဖြစ်နေလို့ပြောတယ်ဗျသူ့အဖေကဘသူတဲ့တော့ခဏနေအောင်ကျုပ်နာမည်မေးသွားပြန်ပြီငါတိုက်ဆက်ကခင်တော်မိဘတ်တို့မွန်ဘာသာဖြင့်လှည့်မေးလိုက်သည်ထို့နောက်သူ့အဖေကဟန်တာဝရီစစ်တောင်းစားတက်မှုဗိုလ်ချုပ်ဗညာကျင်နေဗျဟေးရွှေကျူနဲ့ငအိုးတို့တယောက်မျက်နှာတယောက်ကြည့်လိုက်ကြသည်1952ဇွန်လ18ရက်အင်းဝနန်းတော်မြေနန်းဆောင်ရှိတွင်တယ်လီဖုန်း၏တက်ရှို့မှာမြင်းနှင့်လှဲများကိုပြင်ဆင်နေကြ၏ထိုမြင်ကွင်းကိုတယ်လီဖုန်းကငေးကြည့်နေသည်ဖာတာနာရီနေနှင့်လူစာတို့ကထိုလူစုကိုကြော်ဖြတ်ခါတယ်လီဖုန်းစီသို့ရှောက်လာကြ၏ခမရတို့ရောအစင်းသင်းဖြစ်ကြပြီလားလူစာကျမတို့တော့အစင်းသင်းဖြစ်ပါပြီလူစာကတယ်လီဖုန်း၏ဘေးတွင်မတ်တက်ရက်လိုက်သည်လူစာနဲ့ဖာတာတို့ကတက်မှုပညာကျင်ရဲ့ရှစ်တက်ကနေလိုက်သွားလိုက်ပါကျုပ်ကမရယာကဘူဘကျော်တို့တက်တွေကိုအလဲကထားပြီးအနောက်ကလိုက်ရမှာပမရယာဘူဘကျော်ဆိုတာကဂုံအိမ်ရဲ့တက်ကနေခွဲထွက်လာတဲ့မရယာမွန်အုပ်စုတွေပါသူတို့ကိုအင်းဝမှာထားဖို့ကိုဥပယဇာကစိတ်မချဘူးဂုံအိမ်ရဲ့ပြည့်ရဲ့လည်းဖြစ်နိုင်တယ်လို့တွက်ဆတယ်ဒါကြောင့်သူတို့အလုံးကိုဟန်တာဝရီမှာသာခေါ်ထားဖို့အမိန့်ပေးထားတယ်ရှင်ကပြီးရင်အင်းဝကိုပြန်လာရမှာလားတယ်လီဖုန်းကခေါင်းကိုဖြင်းညင်းသွားခါရမ်းလိုက်သည်မဟုတ်ဘူးလီသာဥပယဇာကကျုပ်ကိုဟန်တာဝရီကိုအပီးပြန်ခေါ်တာဒါဆိုအင်းဝကိုဘသူအုပ်ချုပ်မှာလဲတောင်ကိုငွေခွန်မှုဗညာအရိနမဘွဲကမောင်အုတ်နဲ့ခင်ဦးစားချစ်ညိုတို့အင်းဝကိုကုတ်ခဲကြလိမ့်မယ်မောင်အုတ်ဆိုတာကျွန်မအခုမှကြားဘူးတာဘာပဲဖြစ်ဖြစ်အင်းဝမှာရှင်ရှိနေမှဖြစ်လိမ့်မယ်ထင်တယ်ကျွန်မဥအောင်လှကိုဒီအကြောင်းဝင်လျှောက်တင်ပေးမှာပါပဲမလုံနဲ့လူစားပြီးခဲ့တဲ့မုတ်ဆိုးဘုံနဲ့တိုက်ပွဲတွေမှာကျုပ်ကုတ်ခဲမှုညံ့လို့စက်တိုက်ရှုံးနေတယ်ဆိုတာရဲ့အင်းဝကဗမာတွေကိုမွန်ဆန်မဖြတ်ဖဲနေခွင့်ပြုတာရဲ့တွေကိုဥပယဇာစီဓာတ်ရိုက်သတင်းပို့နေတဲ့သူရှိတယ်ကျုပ်တာဝန်ကျုပ်ယူရမှာပဲပြီးတော့ဟန်တာဝရီဘယံနဲ့ဝေးတဲ့အင်းဝလိုမြို့ကြီးကိုအုပ်ချုပ်ရတဲ့အခါတချို့လူရဆွဲတဲ့သတင်းတွေကဟန်တာဝရီကိုရောက်တော့တဲ့အခါကျုပ်အသက်ထိပါလာနိုင်တယ်ဒါကြောင့်အင်းဝကိုကျုပ်စွန့်ခွာတာပဲကောင်းပါတယ်လေနောက်တစ်ခုကဘာလဲနောက်တစ်ခုကဂမုံကိုလွမ်းနေပြီပေါ့ဟုတ်လားတယ်လီဖုန်းကနှုတ်ခမ်းကိုစစ်လျက်ပြုံးလိုက်သည်အဲ့ဒါလည်းပါပါတယ်ပြီးတော့အခုလူစာနဲ့ဖာတာနာရီနီတို့ကိုပါဟန်တာဝရီကိုကျုပ်ပြန်ခေါ်ရတာဘာကြောင့်လဲသိလားကျွန်မဟန်တာဝရီနဲ့ပတ်သက်ရင်ဘာမှမသိဘူးဘယင်ကြီးရွာတွေမှာလူစာတို့ဖြစ်ခဲ့တဲ့ကိစ္စအစုံကိုကျုပ်သိပြီးပါပြီဒီကိစ္စကဖြစ်နိုင်ဖို့မလွယ်တော့ဘူးမဟုတ်လားတယ်လီဖုန်းစကားကြောင့်လူစာမျက်နှာညှိုးသွားသည်ဟုတ်တယ်ကျွန်မကိုသူတို့နားမလည်ပေးကြကြဘူးသူတို့ကပေါ်တူဂီတွေဆိုတာကိုမေ့ပစ်လိုက်ကြပြီဒါဆိုကျုပ်တခုတောင်းဆိုချင်တာကဥအောင်လှတို့လက်ရဘိုတို့လူစာတို့ကျုပ်တို့ဆိုတာကဟန်တာဝရီထိနှန်းကိုအင်းဝအောက်ကစထူထောင်မယ်ဆိုကြတဲ့ကပါခဲ့တဲ့ရဲဘော်ရဲဘက်တွေမဟုတ်လားခုကဟန်တာဝရီနန်းတွင်းအခြေအနေကျုပ်ပြောပြမယ်ဟန်တာဝရီတက်များသည်မုတ်ဆိုးဘုံမှအကြအဆုံးများစွာဖြင့်ဆုတ်ခွာခဲ့ရပြီးနောက်တယ်လီဖုန်းသည်နောက်တစ်ကြိမ်မုတ်ဆိုးဘုံကိုခန္ဓာတစ်ခုအဖြစ်စင်ပြိုင်တဲပြီးတိုက်ခိုက်ရန်ကြိုးပမ်းခဲ့သည်1952ခုနှစ်ဇွန်လ9ရက်နေ့တွင်
တလဘန်း၏လက်ယုံဖြစ်သောတပ်မှုအဲကန်ကောင်းနှင့်ခင်ဦးစားရှစ်ညိုတို့ကိုဦးစီးစေကစစ်သည်1000ခွဲဖြင့်မုတ်ဆိုးဖို့မြောက်ဖက်ဒီပဲရင်နှင့်2မိုင်ကွာမြောင်းဝန်းတွင်တက်ကြီးတစ်ခုအဖြစ်တည်ထားစေသည်သို့သောနောက်ထပ်3ရက်ကြာဇွန်လ10ရက်နေ့တွင်ပင်အောင်စရ၏သား2ဦးဖြစ်သောမောင်လောက်မောင်ရွလက်ယုံများဖြစ်သောငကောင်းငတုံတို့ကစစ်ကြောင်း2ကြောင်းဖြန့်ကွဲကာမြောင်းဝန်းတပ်ကိုတိုက်ခိုက်ကြသည်မြောင်းဝန်းတပ်ပြက်ပြီးဟန်တာဝတီစစ်သည်2000ကျော်ကြဆုံးခဲ့သည်အဲကန်ကောင်းနှင့်ငရှစ်ညိုတို့မှာမြင်းများဖြင့်ထွက်ပြေးလွတ်မြောက်သွားခဲ့၏ထိုတိုက်ပွဲသတင်းသည်ဟန်တာဝတီဥပယဇာစီသို့ရောက်ရှိသွားခဲ့သည်ဟန်တာဝတီတွင်လည်းနန်းတွင်၏အပြောင်းလဲတစ်ခုဖြစ်ရန်အစပြိုးနေပြီဖြစ်သည်ဗညာတလဥအောင်လှကိုဗဟိုတေလျက်အပြိုင်နေကြသောအစုနှစ်စုတိုက်ပွဲမှာတိတိတသာဖြစ်လာနေသည်ဥအောင်လှအမတ်ဘဝကနန်းရရေကူညီပေးခဲ့ကြသောဥမောင်ဥကိုတို့မှာကွက်မြက်ခံခဲ့ရပြီဖြစ်သည်နေပြရွာတကြီးစည်ရည်ကြီးထားကစားတို့မှာဥပယဇာအုပ်စုနှင့်ပူးပေါင်းသွားခဲ့၏ဥအောင်လှ၏အနိကမိတ်ဆွေများဖြစ်ကြသည့်လက်ရဘိုလွီစာတယ်လဘန်းတို့နဲ့တယ်လဘန်းနှင့်လွီစာမှာအင်းဝတို့ရောက်ရှိနေကြသည်တမက်တော်စောပြမှာလည်းအယုဒ္ဓယတပ်များအားကင်းထောက်ရန်တဝဲသို့လွတ်ထားခြင်းခံရသည်လက်ရဘိုမှာကိုသိန်းတခင်ကိုလွတ်လိုက်သည့်ပြစ်မှုကြောင့်အရာမှချထားခြင်းခံရ၏လက်ရဘိုအားအင်းဝဘရင်ဟောင်းမဟာဓမ္မရာဇာဓိပတိအိမ်တော်နှင့်ဟန်တာဝတီနန်းတွင်ကြားဆက်သွယ်ရေးအရာရှိဖြစ်တာဝန်ပေးထားသည်အိမ်ရှိဥပယဇာဥအောင်မြဗညာတလပွဲခံဥအောင်စတို့အုပ်စုသည်ဟန်တာဝတီ၏စစ်ရေးနိုင်ငံရေးတို့တွင်ဥအောင်လှ၏အားကိုးရသောလူများဖြစ်လာနေသည်အသက်အရွယ်အနည်းငယ်ရနေပြီဖြစ်သောဥအောင်လှသည်လည်းသူတို့အားမလွန်ဆန်နိုင်သည့်အဖြစ်သို့တဖြည်းဖြည်းရောက်ရှိနေပြီဖြစ်သည်အဲ့ဒါပဲလွေစားကျုပ်ကိုပြန်ခေါ်တာလဲအင်းဝမှာကျုပ်အစားဥပယဇာကသူပိုယုံကြည်ရတဲ့လူကိုထားဖို့ပဲဟန်တာဝတီမှာလက်ရဖို့လဲအရာရှခံထားရတယ်ဆိုတော့ရှင်ဘီမိသားစုဘေးမှာဥပယဇာဥအောင်များတို့ပဲကြံတော့တယ်ဥပယဇာကဘေးညီတော်ရင်းမဲ့မဟုတ်လားတလပန်းအဲ့ဒါကြောင့်ကျုပ်စိုးရိမ်တာလွေစားအင်ရှင်မင်းသားဆိုတာဘယင်တည်သွားရင်ဘယင်ဖြစ်မဲ့ယာတို့မဟုတ်လားပြီးတော့အခုဥပယဇာနဲ့ပြင်သစ်ဘရူနိုကအကောင်းဆုံးဆက်ဆံရေးရှိနေတယ်အဲ့ဒါကြောင့်လွေစားကဘရူနိုတို့နဲ့တိထားပြီးသားဆိုတော့ဟန်တာဝတီကိုပြန်လိုက်ခဲ့ဖို့ကျုပ်ကပြောရတာပဲဘယင်မိသားစုကိုကျုပ်တို့ဟန်တာဝတီမှာရှိနေတယ်မြကာဝယ်နိုင်မယ်မဟုတ်လားဟန်တာဝတီဟာကျမအပေါ်ကျေးဇူးရှိပါတယ်သူတစ်ဖြင့်ဥအောင်လှတို့မိသားစုဟာရှင်ပြေမဖြစ်ခင်ကတည်းကကျမရဲ့မိသားစုလိုပါပဲကျမပေါ်လည်းအထူးစောင့်ရှောက်ကြတယ်ခုချိန်အင်းဝမှာကျမရဲ့အရေးအရာကိစ္စတွေမျှော်လင့်ထားသမျှတွေအားလုံးပျက်စီးသွားခဲ့ပြီးပြီကျမဟန်တာဝတီကိုပြန်ပြီးတော့သူတို့အတွက်ရှိနေပေးဖို့ဆုံးဖြတ်လိုက်ပြီတလပန်းထိုချိန်တွင်နန်းပြတ်သက်ပေါ်သို့အသားဖြူဖတ်ဖြူရောအသက်50ဝန်းကျင်မွန်တက်မိုးတူတက်လာသည်ဘုံမင်းတောင်ငူငွေခုံဝင်ပညာအရိဏမာနဲ့ခင်ဦးစားလက်ရပြန်ချီချစ်ညိုတို့ဒဲတိုင်းမှာရောက်ရှိနေကြပါပြီအင်းဝနဲ့ပတ်သက်တဲ့အုပ်ချုပ်ရေးဆိုင်ရာကိစ္စတွေလွှဲအပ်လက်ခံဖို့အစဉ်သင့်ဖြစ်နေကြပါပြီတဲ့ကျုပ်လာခဲ့ပါမယ်ဒါနဲ့ခမည်းနဲ့ဟန်တာဝတီကိုပြန်လိုက်ခဲ့ရမယ်အမိန့်တော်တယ်ပါတယ်မဟုတ်လားဦးကြီးပညာကျင်ကခေါင်းငုံလိုက်သည်ထို့နောက်တလပန်းအနာသို့ကပ်ကလက်အုပ်ရှိလိုက်၏ဘာဖြစ်လို့လဲဦးကြီးကျွန်တော်မျိုးကိုကယ်ပါအောင်ဘုံမင်းပညာကျင်၏လက်တော်ကတုံရည်နေသည်ဦးကြီးဘာဖြစ်နေရလဲပြောပါဦးသူမင်းကိုမပြောရဲဘူးဖြစ်နေတာငါပြောပြမှာတလပန်းအနောက်ဘက်တွင်ရက်နေသောတလပန်း၏ဦးလေးဒေါတော်အိုင်၏အတန်ဒေါတော်အိုင်နှင့်ပညာကျင်တို့မှာငယ်စဉ်ကတည်းကမုတ်တမဇာထံတွင်ခစားကြကြသည့်ငယ်တငယ်ချင်းများဖြစ်ကြသည်ဘာများလဲဦးလေးသူ့သမီးလေးခင်တော်မိမုတ်ဆိုးဖို့တိုက်ပွဲမှာပျောက်သွားတယ်ဘလို့သူ့သမီးဟုတ်လားဟုတ်ပါတယ်ဘုံမင်းကျွန်တော်မျိုးသမီးပါဦးကြီးသမီးကဘယ်ကနေဘလို့တိုက်ပွဲတဲ့ပါလာရတာလဲကျုပ်လည်းမသိရပါလားကျွန်တော်မျိုးတို့ကတားဖတ်နှစ်ယောက်တည်းနေကြတာပါကျွန်တော်မျိုးကကျမ်းမာရေးအခြေအနေမကောင်းတော့သမီးကအင်းဝကိုလက်ရမယ်ဆိုကြတဲ့ကသဘောမတူပါဘူးဒါပေမဲ့ကျွန်တော်မျိုးကဗညာဥပယသာရောဘုံမင်းတလပန်းကိုပါလွန်ဆန်လို့မရဘူးမဟုတ်လားသူကကျွန်တော်မျိုးကျမ်းမာရေးအတွက်ဘေးကနေရှိပေးမယ်ဆိုပြီးတော့ယောက်ျားလေးပုံစံဝတ်စားပြီးကျွန်တော်မျိုးရဲ့လက်ထောက်တက်မှုအနေနဲ့လိုက်လာခဲ့တာပါအဲ့ဒါပြီးခဲ့တဲ့မုတ်ဆိုးဖို့တိုက်ပွဲမှာသူပျောက်သွားတယ်ကျွန်တော်မျိုးလည်းကိုယ်တိုင်အသက်လူနေရတော့သူ့ကိုတတိမမုံမိတာကျွန်တော်မျိုးအပြစ်တွေပါခလေးနုနုနယ်နယ်ကိုအလိုလိုက်ပြီးခေါ်သွားမိတာသူကဘယ်ရွယ်ရှိပြီတော့ဦးကြီးအသက်က22နှစ်ရှိပါပြီဘုံမင်းတခြားတိုက်ပွဲတွေပါတဲ့သူတွေကိုမိကြည့်မိသေးလားဘယ်သူမှတတိမထားမိပါဘူးဒါဆိုတိုက်ပွဲမှာများကြသွားမဟုတ်ဘူးဘုံမင်းသူမသေးဘူးသမီးလေးမသေးသေးဘူးဆိုတာကျွန်တော်မျိုးယုံတယ်သူမုတ်ဆိုးဖို့သားတွေလက်ထဲမှာပဲရှိနေမှာတေးကြတယ်အဲ့တော့ကျုပ်ဘာလို့ပေးရမလဲဦးကြီးအင်းဝကိုသူရတဲ့နေနဲ့ပြန်လာမယ်လို့ကျွန်တော်မျိုးယုံပါတယ်ကျွန်တော်မျိုးသမီးလေးအင်းဝကိုပြန်လာတဲ့အထိအင်းဝကစောင့်ညံပါတယ်နောက်ပြီးမုတ်ဆိုးဖို့ကိုတိုက်တဲ့တိုက်ပွဲတွေမှာလဲကျွန်တော်မျိုးလိုက်သွားပြီး မုတ်ဆိုးဘော်ကတုံမန်းတစုံတယောက်ရရင်သမီးလေးအကြောင်းစုံစမ်းကြမှာသေးတယ်
တလပန်းကပညာကျင်ဤပခုံးကိုစုပ်ကင်လိုက်သည်ဦးကြီးပညာကျင်ဦးကြီးနဲ့ကျုပ်နဲ့ခါဟိုးအင်းဝဘရင်လက်ထက်ကလေးကစစ်ပွဲတွေကိုတအိုးစားတဲ့တိုက်လာခဲ့ကြတာပါဦးကြီးသမီးကိုကျုပ်မမြင်ဘူးပေမဲ့ကျုပ်နှမလိုပါပဲဒါပေမဲ့ဒီနေ့ဟန်တာဝတီကိုပြန်ရမယ့်အမိန့်ဟာဥပယသာရဲ့အမိန့်ပါဦးကြီးအနေနဲ့ဒီကိစ္စကိုအကြောင်းပြချက်ပေးတဲ့အခါစစ်ပွဲတဲ့အခွင့်မရပဲအမျိုးသမီးငယ်တယောက်ကိုခေါ်သွားတဲ့ဦးကြီးကိုဥပယသာကခွင့်လွှတ်ပေးနိုင်ပါမလားအဲ့ဒါကိုလည်းစဉ်းစားပါဦးကျွန်တော်မျိုးသိပါတယ်ဒါကြောင့်လည်းဘုံမင်းစီအခုလိုတနာခံရတာပါကျမတခုဝင်ပြောလို့ရမလားသူတို့နှစ်ဦးပြောသမျှစကားကိုနားထောင်နေတော့လွေစာကဝင်ပြောလိုက်သည်ခမရမှာဘာကြံစီရှိလို့လဲလွေစာဒီကတက်မှုကဟန်တာဝတီကိုပြန်သွားလိုက်ပါကျမဟန်တာဝတီကိုပြန်သွားတယ်ဆိုပေမဲ့ဒီကကုံသွဲလုပ်ငန်းတချို့အတွက်ကျမရဲ့လူယုံငလှေးနဲ့မဲဖူးသူတို့လင်မယားကအင်းဝမှာကြံခဲ့လိမ့်မယ်သူတို့ကနေတစ်စစ်မုတ်ဆိုးပုံမှာတက်မှုရဲ့သမီးတွေရှိမရှိကျမစုံစမ်းခိုင်းပါမယ်ဘာကြောင့်လဲဆိုတော့မုတ်ဆိုးပုံမှာရှိနေတဲ့အောင်စီရတို့ရှင်မိငယ်တို့ဆိုတာတချိန်ကကျမနဲ့ပတ်သက်ခဲ့ကြတိခဲ့ကြဘူးတဲ့သူတွေပါနောက်ပြီးမုတ်ဆိုးပုံရဲ့အဓိကစစ်သူကြီးတယောက်ဖြစ်နေတဲ့သူကကျမရဲ့အရင်နှိမ့်ဆုံးတယောက်ပါသူ့စီကိုကျမစာလွှာပါပြီးအကူအညီတောင်းကြည့်ပါမယ်ကျမဆိုသူကကူညီမှတေးကြပါပဲအောင်စီရဆိုတာကလည်းစစ်ပွဲမှာဖမ်းမိတဲ့မင်းကလေးတယောက်ကိုနှိပ်စက်မဲ့လူမျိုးတော့မဟုတ်ဘူးလို့ကျမယူဆတယ်ဒါကြောင့်ကျမကူညီပေးမယ်ဘယ်နဲ့လဲသူပြောတာကောင်းတယ်ဦးကြီးလောလောဆယ်ဦးကြီးဟန်တာဝတီကိုပြန်လိုက်ခဲ့ပါဘာကြောင့်လဲဆိုတော့ဦးကြီးရောအကန်ကောင်းရောဟာကျုပ်လူတွေလို့ဥပယစာကတတ်မှတ်ထားခဲ့တာဒီကောင်မလေးကိစ္စပါတီးသွားခဲ့ရင်ကျုပ်ကိုမကျင်တတ်တာတွေနဲ့ရောပြီးတော့ဦးကြီးကိုပါပြစ်ဒဏ်တက်နေလိမ့်မယ်အသက်ရှင်နေသမျှမျောလင့်ချက်ရှိနေပါဦးမယ်ဦးကြီးပညာကျင်ကစကားတစ်ခွန်းမှမပြောဘဲလွေစာကိုတစ်ချက်ကြည့်လိုက်သည်ငါနှမဦးကြီးသမီးလေးကိုကယ်ပေးပါစိတ်ချပါတတ်မှုထိုအချိန်တွင်မြင်းစည်းလူတစုကမြင်းနှန်းဆောင်ရှိသို့ရောက်ချလာသည်ရှစ်ညိုရှစ်မြရှစ်ဝညီကိုသုံးဦးနှင့်နောက်လိုက်နောက်ပါများဒေါထောအိုင်ကမြင်းနှန်းလေကားရင်သို့ဆင်းသွားသည်ဘာကိစ္စရှိလို့ပါလဲခင်ဦးစားကျုပ်တို့ဘဲတိုင်းမှာစောင့်နေတာကြာပြီဘုံမင်းတလပန်းကအခုထိရောက်မလာသေးလို့လိုက်လာကြတာပါဟိုမှာတောင်ကိုငွေခုံမှုလဲစောင့်နေတာတော်ကြနေပြီသူတို့နှစ်ပါလာသောလူများကမြင်းပေါ်မှပစ္စည်းအချို့ကိုချနေကြသည်ရှစ်ညိုကမြင်းပေါ်မှဆင်းလာ၏ငယ်သားတဦးကရွှေထီးတစ်လက်ကိုနောက်မှမိုးကလိုက်ပါလာသည်ဟေးငါကွန်းအစ်တွေကိုဒီဘက်တောက်မှရှဟိုနေရာမှာတလွန်ကိုထားမှာနော်သူတို့လူစုကိုတလပန်းကမျက်မှောင်ကျုပ်ကြည့်နေ၏ခင်ဦးစားငယ်ဒါမှလောက်တာလဲတလပန်း၏တန်ကြောင့်ရှစ်ညိုကတလပန်းဘက်သို့လှည့်ကြည့်လိုက်သည်အော်ခမရလည်းရောက်နေတာကိုလွေစာအင်းဝနဲ့ဟန်တာဝတီစစ်ပွဲကြမှာစီးပွားဖြစ်သွားတဲ့တကြွယ်မကြီးခုမှပဲတွေ့ရတော့တယ်အော်ရှင်လည်းအင်းဝနဲ့ဟန်တာဝတီစစ်ပွဲကြမှာရွှေထီးတောင်စောင်းနေပါလားရှင်လွေစာကခဟဟရဲပြီးအောက်တွင်ကြံရက်သောရှစ်မြထံသို့ဆင်းသွား၏ဘုံမင်းကျောက်ကအခုဘုံမင်းနေတဲ့မြေနှမ်းပြတ်သက်အဆောင်မှာစံမြန်းဖို့ဥပယစာစီကခွင့်ပြုချက်ရထားပြီးပါပြီဘုံမင်းကလည်းတော်တော်နဲ့ပေါ်မလာတော့ဘုံမင်းကိုလည်းလာပင်ရင်ကျုပ်ပစ္စည်းတွေနေရာလာချထားတာပါဒီနေရာကကျုပ်မခွာရသေးဘူးလေခင်ဦးစားရဲ့ကျုပ်မထွက်ခွာသေးသမျှဒီနေရာကကျုပ်နေရာပဲမဟုတ်လားဒါကဘုံမင်းနေရာမဟုတ်ပါဘူးအရင်ကအင်းဝဘယင်မင်းမြတ်နေရာပါအခုတော့ဟန်တာဝတီဘယင်မင်းမြတ်ရဲ့ကိုသားဘယင်မင်းမြတ်ထားတဲ့သူတွေနေတဲ့နေရာပါပဲခုတော့ခင်ဦးစားချစ်ညိုရဲ့နေရာဖြစ်သွားပါပြီတလပန်းကချစ်ညိုကိုစူးစူးရဲရဲကြည့်လိုက်သည်ချစ်ညိုကလည်းမတီတတီမျက်နှာဖြင့်တလပန်းအားပြန်ဆက်ကြည့်လိုက်၏ဘရာသာအင်ဂျယ်လိုကမညာတလဥအောင်လာ၏ခါပတ်ပတ်လေကိုသူ၏လက်များဖြင့်တေချာဆန်းသက်ကြည့်နေ၏အနောက်တိုင်းဆရာဝန်ပွဲရခဲ့သောအီတလီဖုံးတော်ကြီး၏ဖြေကိုမိဖုရားခေါင်ကြီးနှင့်ဂမုံတို့ကမျောလင့်လျက်ကြောက်ကပ်မှာတခုခုဖြစ်နေတာပဲကိုရမှာပါတဲ့ထုံးထက်ကြောင့်လို့တော့ယူဆတာပါပဲတန်လျင်ကကျွန်တော်မျိုးစီကမှာလာပြကြတဲ့လူအတော်များများမှလည်းကြောက်ကပ်ပြဿနာအဖြစ်များကြပါတယ်ဘရာသာအင်ဂျယ်လိုကသူ့တွင်ပါလာသောဖန်ပလင်း၃လုံးမှဆေးမှုန့်များကိုရောဆက်လိုက်သည်ဒီဆေးတွေကရောမမျိုးကမှာယူရတာမို့တန်ဖိုးကြီးလာပါတယ်ဗျာဘယင်မင်းမြတ်အနေနဲ့တေးသေးချာချာအချိန်မှန်မှန်တောက်ပေးဖို့တော့လိုပါလိမ့်မယ်ထိုအချိန်တွင်လူပြိုတော်တက်သားတဦးကဒူးတုတ်လျက်အဆောင်ထဲသို့ဝင်လာ၏ဟဲ့ဘာကိစ္စလဲကမုံကလှမ်းမိလိုက်၏မှန်ပါဘိုမင်းလက်ရဘုကအခစားဝင်လို့ကြောင့်ခွင့်ပန်လာလို့ပါဒီမှာဘယင်မင်းမြတ်မကြမ်းမဖြစ်နေတာမောင်မင်းမသိဘူးလားကမုံဤဒေါသတန်ကြောင့်လူပြိုတော်မှာခန္ဓာကိုယ်ပင်တုံကနေဖြစ်သွား၏အင်းဝဘယင်ကိစ္စအရေးတကြီး6တင်ပြရှိလို့ပါတဲ့ထိတ်ထားဘာတွေများအရေးတကြီး6တင်ပြရှိနေတာလဲဒီမှာခမဲတော်နေမကောင်းလို့အီတလီသမားတော်နဲ့ပြနေရတယ်လို့ပြောလိုက်သမီးခဏနေအောင်ဥအောင်လာကတလွန်ပေါ်တွင်လဲလျောင်းနေရမှထလာသည်ဘရာသာအင်ဂျယ်လိုကလက်မောင်းကိုကင်ကဖေးမလိုက်၏လက်ရဘိုမင်းအနေနဲ့ဓာတ်ရိုက်6တင်ပြရှိလို့နေပါလိမ့်မယ်လွှတ်လိုက်ပါခဏကြာတွင်လက်ရဘိုကဥအောင်လာ၏တလွန်ချေရင်သို့အခစားဝင်လာသည်
နေကောင်းတက်တာပါရဲ့လားဖေဟာညညဆိုခါကအိမ်မရအောင်ကြိုက်တာကွယ်အင်းဝါကခေါ်လာတဲ့သမားတော်တွေရောဟန်တာဝရီကသမားတော်တွေပါစုံနေပြီအခုတန်လင်ကဘရင်ကြီးစေးသမားနဲ့ကုကြည့်နေတာပဲကဲဘာကိစ္စရှေ့တော်ထိလာခစားရတာလဲပြောပါဦးအင်းဝဘရင်မင်းမြတ်ကိစ္စပါဖေဟာအဲ့ဒီကိစ္စကညီတော်အင်ရှိဥပယဇာနဲ့ပဲလွှဲအပ်ထားတာလေအရေးရှိရင်သူ့လျှောက်ကြည့်ပေါ့မှန်ပါဥပယဇာကကိုသိန်းတခင်လွတ်သွားတဲ့ကိစ္စမှာကျွန်တော်မျိုးကိုအမျက်တော်မပြေသေးဟန်တူပါတယ်အင်ရှိအင်ပြူကိုအခစားဝင်มาတော့လဲထွက်မတွေ့ပါဖေဟာမင်းကလည်းမဲမဲလေးဒါလောက်ရေးကြည့်တဲ့လူကမှလွတ်အောင်အထိပို့ရရသလားကွယ်လက်ရဘုကခေါင်းကိုငုံလျက်လက်အုပ်သာရှိထားသည်ကဲပြောစီကွယ်အင်းဝဘရင်ဘာဖြစ်ပြန်ပြီလဲအင်းဝဘရင်ရဲ့မိသားစုမှာမင်းအစိခံကျွန်တွေဟာ300ခန့်ရှိပါတယ်ဗျာအခုအင်းဝဘရင်ကိုထားရှိတဲ့အိမ်နှိမ့်တော်ဝင်ပတ်ချလဲမှာတဲထူတဲဆော့ပြီးသူတို့နေကြပါတယ်အခုကဘရင်မိသားစုနဲ့အစေပါတွေကိုဝင်ထွက်ဆက်ဆံခွင့်ပိတ်ပင်ထားပါတယ်အင်းဝဘရင်ရဲ့အကြီးတော်ဝင်ကြီးပရိသတ်ရာသာကိုလည်းတန်လျင်ကိုပို့ပစ်ရှင်ခံထားရပါတယ်ဒါကဘရင်ရဲ့လုံခြုံရေးအတွက်ဥပယသားကစီမံထားတဲ့အစီအမံမဟုတ်ဘူးလားမှန်ပါဗျာအခု6တင်လိုတာကအိမ်တော်ထဲမှာရှိတဲ့အင်းဝဘရင်နဲ့မင်းကြီးမင်းသားမင်းသမီးအယောက်90ဟာနေရထိုင်ရကြက်တဲလို့တဲ့အတွက်အိမ်တော်ဝန်းထဲမှာတီးကြအဆောက်အဦတွေကိုအပြင်ဘက်ကအင်းဝပါအစီအပါကြေးကျွန်တွေအင်အားနဲ့အသစ်ဆောက်လုပ်လိုတာပါဆောက်လုပ်နေစဉ်အတွင်းမှာလိုအပ်တဲ့အစားအသောက်ပစ္စည်းတွေကိုဝယ်ယူဖို့ဟန်တာဝတီမြို့ထဲထွက်ဝယ်ခွင့်ရသေးဖို့ခွင့်တောင်းလာတာပါဗျာဥအောင်လာကရွှေထွေးကန်ကိုယူကတရွေးထွေးလိုက်သည်အင်းဝဘီရင်နဲ့မိဖုရားတွေဟာအကျဉ်းသားတွေဖြစ်တယ်တော်ဝင်မိသားစုအဖြစ်တဲ့အတွက်သာနှောင်အိမ်နဲ့မထားပဲအိမ်နှိမ့်နဲ့ထားပြီးတော့ငါရဲ့လေးစားမှုကိုပြသထားတာပါအိမ်ပြင်ထွက်ခွင့်ပြုဖို့ဆိုတာကတော့ရှော့တင်ခွင့်ပြုပါဗျာခုကိစ္စကအင်းဝဘီရင်နဲ့မိဖုရားတွေကမြို့ထဲထွက်မှာမဟုတ်ပဲအိမ်တော်ဝင်းတိဆောက်ရေးကိစ္စအဝဝကိုတာဝန်ယူတဲ့မြို့ကြီးမင်းသမီးနန်းသွယ်ကိုသာမြို့ထဲသွားခွင့်ကြုံများနဲ့ဆက်သွယ်ခွင့်တောင်းခံခြင်းမှာအခုအင်းဝပြည်ကြီးကပြည်သူတွေဟာဟန်တာဝတီပြည့်ရှင်မင်းမြတ်ရဲ့ဖွားတော်အောက်မှာပါတိုင်းကြီးပြည်ကြီးအရှင်သခင်ဘုရင်မင်းမြတ်တပားအနေနဲ့သဘောထားကြီးမြတ်ကြောင်းကိုပြသသင့်ပါတယ်လို့ကျွန်တော်မျိုးတင်လျှောက်ပြရစီဥအောင်လှကအတန်ငယ်စဉ်းစားနေသည်ဒါနဲ့လူစားကအင်းဝကနေတယ်လီဖုန်းနဲ့အတူပြန်လာတော့မယ်ဆိုမှန်ပါလန်ခီးမာလို့တည်ရပါတယ်ဗျာအင်းဝဘရင်အိမ်တော်ဝင်းနဲ့အနီးအနားမှာလူစားရဲ့အိမ်ရှိနေတယ်မဟုတ်လားအဲ့တော့လူစားပြန်ရောက်လာတဲ့အခါအင်ရှန်ဝင်းရှက်ထွင်တိဆောက်ရေးကိစ္စတွေကိုလူစားနဲ့အတူခုနကအင်းဝမင်းသမီးဘသူမြို့ကြီးမင်းသမီးနန်းသွယ်ပါဖေအေးအဲ့ဒီမင်းသမီးအနေနဲ့ကုံသွယ်တော်ကြီးလူစားနဲ့သာပူတွဲပြီးလှုပ်ဆောင်ခွင့်ပြုမယ်မောင်မင်းကလည်းသူ့လှုပ်ရှားမှုကိုမျက်ရှင်မပြတ်စေနဲ့ငါကိုတော့ခဏနေဘဲတိုက်စီးကိုခေါ်ပြီးအမိန့်တော်ပြန်နှံထုတ်ပေးမယ်ဟုတ်ပလားလက်ရဘိုကဗညာရလဥအောင်လှကိုရှင်ခိုးဦးတိုက်လျက်အခန်းတွင်းမှထွက်သွား၏ဘုံမင်းအနောက်ဘက်မှခတ်တိုးတိုးခေါ်တဲ့ကြောင့်လက်ရဘိုလှည့်ကြည့်လိုက်သည်တပင်နိုင်မင်းသမီးဂမုံဖြစ်နေတဲ့ဖြင့်လက်အုပ်ရှိလိုက်၏ဦးကြီးလက်အုပ်ရှိမနေပါနဲ့ဂမုံမေးစရာရှိလို့ဘာများသိကျင်ပါတဲ့ထိတ်ထားဘုံမင်းတလပန်းကဟန်တာဝတီကိုပြန်လာနေပြီဆိုတာခုနကကြားလိုက်လို့ဟုတ်တယ်လေထိတ်ထားလူစားရောဖာတာနာရီနေပါသူနဲ့အတူပါလာတာသူကပြီးရင်အင်းဝကိုပြန်မလာမဟုတ်ဘူးဟန်တာဝတီကိုအပြီးပြန်လာတာဂမုံဤမျက်နှာကဝင်းလက်သွားသည်သူ့ကိုအင်းဝဘရင်ကခန့်ထားတာမဟုတ်ဘူးလားဘာဖြစ်လို့ဟန်တာဝတီကိုပြန်ခေါ်တာလဲယင်ထိတ်ထားဒီအကြောင်းတွေမသိသေးဘူးလားထိတ်ထားစစ်ရေးစစ်ရကိစ္စတွေဘာမှမသိပါဘူးအားလုံးကဥယျတော်ဥအောင်မြပဲစီမံနေတာဆိုတော့ပြီးတော့ခမဲတော်အကြောင်းနဲ့သိတဲ့အတိုင်းပဲကျမရေးမကောင်းတာကိုကြုံရင်းတွေကိုလုံမောင်းမတွေပြုစုတာမခံမဲမိသားစုဝင်တွေပြုစုတာကိုပဲလက်ခံတာအမတော်တီတီကလည်းဘုံမင်းစောပြနဲ့တူဒဝဲเจ้าမှာပါသွားတော့မဲမဲနဲ့ထိတ်ထားပဲခမဲတော်ဘေးမှာတလှည့်စီပြုစုနေကြရင်နန်းတော်ထဲဘာတွေဖြစ်နေမှန်းတော့မသိပါဘူးတယ်လီဖုန်းကအင်းဝကိုအုပ်ချုပ်တဲ့နေရာမှာအစီရင်ပေါ့ရတဲ့အတွက်ဥပယသာအမိတ်နဲ့ဟန်တာဝတီကိုပြန်ခေါ်လိုက်တာပါထိတ်ထားအော်ဒါဆိုဟန်တာဝတီကိုသူပြန်လာတော့မယ်ပေါ့ဂမုံဤအတန်ကမျောလင့်ချက်အပြည့်ဖြစ်အမွေးဖားဖားဖြင့်ဥရောပအမျိုးအစားခွေးကြီးနှစ်ကောင်ကအရှင်းချင်းလုံးထွေးဆော့ကစားနေကြသည်ဥပယသာဥအောင်မြကမြင်ကွင်းကိုကြည့်ရင်သဘောကျနေ၏နတ်မေးတွင်ထိုင်နေသောဘရူနိုကဘရန်ဒီကိုဖန်ခွက်ထဲထည့်ပြီးဥပယသာထံသို့လက်နှစ်ဖက်ဖြင့်ကမ်းပေးလိုက်သည်နို့ဒီကောင်ကြီးတွေကအမဲလိုက်ရင်အမတန်အကူရတယ်ဆိုမောင်မင်းမှန်ပါဗျာပရက်ရှာပြည်နယ်ကအမဲလိုက်မို့ဆိုးတွေတက်တော့ဒီခွေးကြီးတွေကတံပိုးအလွန်ကြီးမားရပါတယ်တမင်ကြီးတွေကိုတော့အမဲလိုက်နိုင်ရပါတယ်အေးစစ်တောင်းဘက်တော့ကစားတဲ့အခါဒင်းတို့အစွမ်းကိုကြည့်ကြတာပေါ့ဘရူနိုမောင်မင်းကိုလည်းဒီလက်ဆောင်တွေအတွက်ကျေးဇူးတင်ပါရဲ့မှန်ပါ
အိမ်ရှိဥပယသာရဲ့ကျေးဇူးတော်တွေကကျွန်တော်မျိုးအပေါ်ပုံများလှပါတယ်ပသိမ်မာရတဲ့စကန်ဆောက်ခွင့်ကိစ္စနဲ့ပတ်သက်လို့ဥပယသာရဲ့သဘောထားကိုသိရလို့ပိုလီချယ်တွေကဘယံခံမင်းမြတ်ကကျွန်တော်မျိုးအပေါ်ကိုအတော်လေးကိုအားရကျဉ်းလျက်ရှိပါတယ်ထိုစဉ်ဘဲတိုက်နာကန်တော်အရာရှိဝင်လာသဖြင့်ပြောလက်ဆစကားကိုရပ်တန့်လိုက်ကြသည်ဘာများထူးသလဲမောင်မင်းရွှေနန်းတော်တွင်ဖုံးတော်ကြီးဖျားရဲ့အမိန့်တော်ကိုဘဲတိုက်စီးကြီးမှတဆင့်ဖြန့်ဝေပေးတာပါဖျားကန်စံဘာမိတ်များလဲရွှေအနားရှထားသောထမ်းရွက်ဖူးအမိန့်စာကိုဥပယသာကတေချာဖတ်လိုက်သည်ထို့နောက်အတန်ကြာစဉ်းစားနေ၏ကိုဇာနီကော့ဖ်အောက်ဘက်မြက်ခင်းတွင်ထိုင်လျက်ခါစားနေသောအာမေးနီးယန်လူမျိုးကိုဇာနီကော့ဖ်ကဖျားထူးလိုက်သည်ငါနောင်တော်ကြီးကတော့ကြောင်ချောက်ချားတွေလုံနေပြီအင်းဝဘရင်ရဲ့အိမ်နှိမ်ချံဝင်းထဲမှာအိမ်တွေဆောက်ခွင့်ပြုထားတယ်အင်းဝကပါလာတဲ့မြို့ကြီးမင်းသမီးနဲ့အတူလူစားကပါတွဲဖက်စီမံကွက်ကဲပြရမယ်တဲ့ဆိုတော့မောင်မင်းနဲ့လူစားကပူနီချယ်ရီကိုတန်တမန်ဖြစ်အတူသွားခဲ့တာရင်းနှီးရင်သွဲရှိကြတယ်မဟုတ်လားမကြခင်လူစားပြန်လာတဲ့အခါလူစားစီကိုရှင်းကပ်ပြီးတော့အင်းဝအိမ်နှိမ်ဆန်တဲ့လှုပ်ရှားမှုကိုရသလောက်စုံစမ်းပါမြို့ကြီးမင်းသမီးဆိုတာဟိုတရက်ကငါ့ကိုဆက်ဆက်ထိမခံပြန်ပြောတဲ့မင်းသမီးပဲဒီကိစ္စသွေးရိုးသားရိုးတော့မဟုတ်နိုင်ဘူးနောက်ွယ်မှာအကြံစီတစ်ခုခုရှိနေလိမ့်မယ်လို့ငါထင်တယ်ဟုံးဆိုတော့အတန်နဲ့အတူမုတ်ဆိုးဖို့ထန်းလုံးခံတတ်တကားစီမှဒုံဆိုင်ဝင်လာသောမျက်နှာစီကြောင့်အားလုံးအလန့်တကြားဖြစ်ကုန်ကြသည်မြင်းမော်တွင်ပါလာသောတူဦးမှာရောင်တုံးနဲ့မဟုတ်ပဲမွန်ဆန်ဖြတ်ထားသည်အင်းဝဆွတ်သူကြီးဝတ်စုံကိုဝတ်ထား၏သူ့နောက်မှလိုက်ပါလာသောလူငယ်မှလည်းတနက်ရှည်တလက်ကိုလက်တစ်ဖက်ဖြင့်ကင်လာသည်တဲကနာကျဲကြီးတွင်စကားပြောနေကြသောဦးစည်းစိန်ငတွန်းငကောင်းနှင့်မောင်လောက်တို့ကလှက်များကိုကင်ကအလန့်တကြားထရက်လိုက်ကြ၏ဟေးရက်ဆန်းလန့်သွားကြသလားဗျို့ကျုပ်ပါဗျကျုပ်မောင်ရပါရောင်တုံးမပါမွန်ဆန်ဖြတ်သပင်ဖြစ်မောင်ရဟန်တော်ရီစစ်သူကြီးအဆင့်ဝစ်စုံကိုကပုတ်ကရုပ်ဝစ်စင်ထားသောမောင်ရသူ့နောက်တွင်ဘရင်ကြီးလူငယ်တဦးကလည်းပြင်သစ်လို့တနတ်အရှိဖြင့်မင်းဘလို့ဖြစ်လာတာလဲမောင်ရမတော်ကင်းတက်ကဟန်တော်ရီစစ်ဖို့ထင်ပြီးလှမ်းပြစ်မှသေနေမယ်ဦးစည်းစိန်ကကွန်တဝါဝါဖြင့်ဆဲဆူကရှောက်သွား၏မင်းစပင်းနေဖြတ်လိုက်တယ်ဟုတ်လားဘာတွေချောက်လို့လာတာလဲကျွန်တော်အင်းဝကပြန်လာတာဘာကြီးတော်ရဟေးအင်းဝကဟုတ်လားမင်းကိုဘသူကအင်းဝပြီးသွားလို့လဲအင်းဝကိုသွားရုံမကဘူးဒီမှာအေယာဝတီမြက်ထဲရေစင်းကူးနေတဲ့ဟန်တော်ရီစစ်သူကြီးရဲ့ဝစ်စုံမှာခိုးလာသေးတာဟေးမောင်ကျိုးဟိုလူကြီးတော့မြက်ထဲကိုလုံးတကြီးနဲ့ပြန်တက်လာပြီးတော့အဝက်မပါနေပူပူမှာမင်းအောင်နေတော့ကွာထိုအချိန်တွင်တဲကနာအနောက်ဘက်မှလက်ပိုက်လျက်ကြည့်နေသောဖခင်ဖြစ်သူအောင်တရားကိုမြင်သည်ဖြင့်မောင်ရမှမျက်နှာပိုးတတ်သွားသည်အောင်တရားမျက်နှာကတင်းမာနေသည်ဖြင့်မောင်ရမှလက်အုပ်ချီလျက်မြေပြင်တွင်ဒူးထုတ်ထိုင်လိုက်သည်မောင်ရနှင့်ပါလာသောလူငယ်မှာလက်များပင်တဆက်ဆက်တုံနေ၏မင်းကငါစနီးနာလွတ်လိုက်တာစကိုင်းကိုပါမောင်ရဘာကိစ္စအင်းဝအထိကူးသွားတာလဲပြီးတော့မင်းရောင်တုံးပဲမလဲမင်းကိုတလပန်းတက်တွေကမွန်ဆန်ဖြတ်ပစ်တာခံလိုက်ရတာလားငါတဲမဟုတ်ပါဘူးဗျာသားတော်လျှောက်တင်ပြရစီလွန်ခဲ့သော၄ရက်စကိုင်းတွင်ရှိနေသောဟန်တာဝတီတပ်အားလုံးရုပ်သိမ်းပြီးအင်းဝဘက်ကန်းသို့ပြန်ကူးသွားပြီဆိုသည့်သတင်းကပြန့်နှံ့လာသည်ထိုသတင်းကိုအတီးပြုတ်ပေးမည်ဟုဆိုကာမောင်ရကဖခင်ကိုခွင့်တောင်းပြီးစကိုင်းသို့မြင်းဖြင့်တက်သွား၏ဂုံအိမ်ရန်ကြောင့်စကိုင်းတွင်တင်းချောင်နေသောမရယာမြို့စည်းကြီးသားမှာမောင်ရနှင့်တငယ်ချင်းများဖြစ်ကြသည်ထိုအိမ်တွင်ရခင်အင်းဝစစ်တပ်အမှုတန်းဂျိုဇက်ဒီဆေးဗာနှင့်မောင်ရတို့ဆုံတွေ့ကြသည်မောင်ရမင်းဖေစီမှာအမှုတော်ထမ်းကျင်တယ်ဆိုပြီးရောက်နေတဲ့ဘရင်ကြီးတနတ်စုကမောင်ကျိုးတဲ့ကွမင်းပြန်ရင်သူ့ကိုခေါ်သွားကြည့်မောင်ရကသူ့ထက်အသက်အနှဲငယ်သာကြီးဟန်တူသောပေါ်တူဂီလူငယ်ကိုတေချာကဲခတ်လိုက်သည်မင်းငါအဖစီစစ်မှုထမ်းကျင်တယ်ဆိုတော့တက်တရောတကယ်ရှိရလားငါလူကျုပ်တို့ကအင်းဝဘရင်တက်မှာမျိုးရိုးစင်စစ်အမှုထမ်းခဲ့တဲ့သူတွေပါကျုပ်ဖေကတနတ်စုဖို့ပထရိုဆိုတာပဲအေးငါအဖေလည်းမုတ်ဆိုးဖို့ကရှင်မြင်လောင်းအောင်တရားကွအဖေတွေတက်တိတ်ရှိတိုင်းသားတွေကလုံဝုံကင်ဝတ်နေလို့ဘယ်နဲ့မှတ်ယူရမလဲခမဘာခိုင်းကျင်လဲပြောကျုပ်ဘာလုပ်ရမလဲအင်းဝဘက်ကမှဟန်တာရီတက်တွေရှိတယ်အဲ့ဒီကိုငါနဲ့အတူကူးသွားရဲလားဟာတိတ်လက်ရဲတာပေါ့ဟေးမင်းစီတာမင်းကြီးတူလေးမဟုတ်လားဘလုံးနဲ့ဟိုဘက်ကိုသွားရင်မင်းတို့ကိုမွန်ဆန်ဖြတ်ကြလိမ့်မယ်ဆံမဖြတ်ရင်ခေါင်းဖြတ်တတ်တယ်ဆိုတာမလုပ်ကြပါနဲ့ကွယ်မရယာမျိုးစီရေးကြီးကလူငယ်များစကားကိုနားထောင်နေရမှစိုးရင်တကြီးဝင်ပြောသည်မွန်ဆန်မဖြတ်ရင်ခေါင်းဖြတ်တတ်တာတကယ်လားဦးကြီးအေးကွာဟုတ်တယ်ဆိုဒါဆိုဦးကြီးရဲ့မွန်ဆန်ဖြတ်တာဘလို့လဲဆိုတာသိလားသိပါကွာဒါဆိုကျုပ်တို့နှစ်ယောက်လုံးကိုမွန်ဆန်ဖြတ်ပေးပြန်ပြီးရင်အင်းဝဘက်ကူးမယ်ဟာဒီကောင်လေးတွေကတော့ရတယ်ဦးကြီးမဖြတ်ပေးလဲစကိုင်းနဲ့စက်တာတဲ့ရှာပြီးဖြတ်မယ်လာသွားကြမယ်မလီ
ငါသားတော့ခေါ်မသွားပါနဲ့မောင်မင်းတို့ဟာမင်းတို့သွားကြမောင်ရကဂျိုးဆက်ကိုခေါ်လျက်ထွက်လာခဲ့သည်အင်းဝမီးသွေးတိုက်စစ်ကမ်းကိုအင်းဝသားများဖြင့်ပြန်လည်တိဆောက်နေကြသည်ဟန်တာဝရီအရာရှိအချို့ကကုတ်ကဲနေကြပြီးဟန်တာဝရီစစ်သားများကတနက်ကိုစီဖြင့်ဟိုတစုဒီတစုစစ်ကမ်းတိဆောက်ရေးကိုကြီးကြပ်နေသောဟန်တာဝရီဗိုလ်မှူးပညာတော်သည်ကိုရန်စစ်သည်နှစ်ဦးကိုခေါ်လျက်မြစ်စိတ်စီသို့ဆင်းလာကမြစ်ထဲသို့ဆင်းကရေကူးနေ၏ထိုစဉ်မွန်ဆန်ဖြတ်ထားသောလူငယ်နှစ်ဦးမှာမြစ်စိတ်ကတက်လာကြသည်နှစ်ဦးစလုံးမှာထမိုးကိုစီဖြင့်အထမ်းကိုစီဖြင့်တစ်ပင်ကြီး၏တစ်ဖက်တစ်ချက်တွင်အထမ်းကိုရှကထိုင်လိုက်ကြသည်ဘုံမင်းတို့ခမညာအင်းဝမြို့တကားကဘယ်ချိန်များပိတ်တာများလဲမင်းတို့ကစကိုင်းကလာကြတာလားဟုတ်ပါတယ်ပြားရည်လေးကောင်းကောင်းရလာလို့ဒီဘက်လာရောက်ကြတာပဲအေးမြို့တကားကတော့အခုရက်ပိုင်းစောစောပိတ်တယ်ကွာမင်းတို့မြို့ထဲညမအိပ်ရင်စောစောပြန်ထွက်ကြပေါ့အရင်တစ်ခေါက်ကတော့ညဦးပိုင်းထိဖွင့်တယ်မဟုတ်လားဘုံမင်းဟိတ်ကောင်ရအရင်ကဒလပန်းအမိတ်အခုဒလပန်းကြီးကမရှိတော့ပြန်ဘူးတောင်ကိုငွေခွန်ဝင်နဲ့ခင်ဦးစားဆိုတာလားအဲ့ဒီဘိုးတွေအမိတ်တိုင်းစုပ်ပိတ်နေရတာဟိဟိုမှာတွေ့လားဒုတက်မှုတောင်အရင်ကညနေမှရေရှိုးစင်းတာအခုဒီအချိန်ရေရှိုးနေတာသာကြည့်မြစ်လေတွင်ရေကူးနေသောဗညာတော်ကိုခက်ရေးမြင်ရသည်အော်အဲ့ဒါခမရတို့တက်မှုလားမောင်ရကတောင်းမှတဘိုးကိုဖြုတ်လိုက်သည်ထို့နောက်ဂျိုးဆက်ကိုမျက်ရိပ်ပြလိုက်၏မောင်ရနှင့်ဂျိုးဆက်တို့သည်ဟန်တာဝရီစစ်သည်နှစ်ဦး၏ခေါင်းတက်နှင့်လေပင်ရိုးများကိုတဘိုးဖြင့်အဆက်ပေါင်းများစွာဝင်ရိုက်ကြသည်အလစ်အငိုက်ရှင်နေမှုတနက်ကင်စစ်သားများမှာနေရာတွင်ပင်အသက်ပြောက်သွားကြ၏ဟေးဒါဒင်းတို့တက်မှုဝစ်စုံပဲကွမောင်ရကတက်မှုဝစ်စုံကိုလုံးထွေးယူကာစကိုင်းဘက်မှငှားလာသောလှေထံသို့ဆင်းပြေးကြတော့သည်အဖြေစကားများအဆုံးတွင်မောင်ရသည်ဖခင်ဖြစ်သူကိုမော့ကြည့်လိုက်၏အောင်စရိုက်အကြည့်စူးစူးကြောင့်ခေါင်းပြန်ငုံလိုက်၏ဟဲ့ကောင်ခေါင်းမငုံနဲ့ငါ့ကိုတေချာကြည့်မောင်ရခေါင်းပြန်မော့လာသည်မင်းစကိုင်းကိုမသွားခင်ကကင်းထောက်ရုံပဲသွားဟန်တာရီတက်တွေကိုတခြားထိကဘာကြီးကဘာဘာမှလုံးမလာလဲလို့ငါမမှားလိုက်ဘူးလားမောင်ရကပြန်မဖြေမင်းမအပြစ်မရှိဘူးလားရှိလားမောင်ရမရှိပါဘူးဗျမင်းမေလင်မို့မရှိရမှာလားအဘမှားလိုက်တာကထိကဘာကြီးကဘာမလုပ်ဖို့ပဲမှားလိုက်တာပါအခုသားကအရေးကြီးတဲ့သတင်းစုံစမ်းရင်ဒင်းတို့မတင်ငါဖြစ်မှာဆိုလို့တခါတည်းအပြောက်ရှင်းအောင်စရာကသူ့လက်ထဲကဒအိမ်ဖြစ်မောင်ရဤခေါင်းကိုခတ်ဆဆရိုက်လိုက်သည်အေးမင်းရလာတဲ့သတင်းကြောင့်မင်းတက်တာတယ်မှခွေးကောင်လေးဒါနဲ့ဟိုကောင်လေးကအင်းဝတနတ်စုအမှုထမ်းပေါ့ဟုတ်စမှန်ပါအေးမောင်ကောင်းစီအနှံအမှုထမ်းစီကွယ်တစ္ဆာကြီးတိုက်ဖို့တော့စီတာမင်းကြီးကစီစဉ်လိမ့်မယ်တွားကြတော့မောင်ရနှင့်ဂျိုးဆက်တို့ထွက်သွားကြသည်အောင်စရာနှင့်တို့မိုးဆိုးဖို့စစ်ကောင်းဆောင်တတိုက်ကြံရစ်ကြ၏ခမရတို့ကလည်းကျုပ်သားတွေကိုတိတ်အလိုမလိုက်ကြပါနဲ့နည်းနည်းဝိုင်းထိန်ပေးကြပါထို့သဖြင့်ဒီကောင်ငရွကိုထိန်ပေးကြပါစီတာမင်းကြီးအပါဝင်မြင်းရည်တက်လူယုံတော်များကခေါင်းကိုသာငုံထားကြ၏ဒီကောင်ရခဲ့တဲ့တဲ့င်းရဆိုအင်းဝနန်းတော်မှာတယ်လီဖုန်းမရှိတော့ဘဲနဲ့ရှစ်ညိုကြီးရှိနေတဲ့ပုံပဲဗိုလ်တော်ကဒီတဲ့င်းကိုအင်းဝထိတက်ပြီးတော့ရုပ်ဖြတ်စုံစမ်းပေးဒီတဲ့င်းတကယ်ဆိုရှစ်ညိုကြီးကိုသာကျုပ်တို့ဘက်ပေါအောင်စီအောင်သွင်းနိုင်ရင်ကျုပ်တို့ဖို့တအားပဲရှစ်ညိုကြီးစီကျုပ်ကိုယ်တိုင်စာရေးပြီးလူစေရမယ်